နေပြည်တော်မှာစကိုင်းငလင်ကြောင့်ပျက်စီးသွားတဲ့ရုံးဌာနအဆောင်များကိုမူလတိစောက်ခဲ့တဲ့ကုမ္ပဏီများကပြင်ဆင်တိစောက်ပေးရမယ်လို့စစ်ကောင်စီကတရားဝင်ကြေညာတဲ့အကြောင်းတင်ဆက်ပေးပါမယ်။လွှတ်တော်ကိုတိစောက်ခဲ့တဲ့ AC ကုမ္ပဏီပိုင်ရှင်ဦးတင်ဆန်းနဲ့ဗိုလ်ချုပ်ဟောင်းသားသမီးတို့စစ်ကောင်စီကိုမဆက်သွယ်တော့ပဲတိမ်းရှောင်နေရလို့သိရပါတယ်။နေပြည်တော်မှာစကိုင်းငလင်ကြီးကြောင့်ပျက်စီးသွားတဲ့ရုံးဌာနအဆောင်များကိုမူလတိစောက်ခဲ့တဲ့ကုမ္ပဏီတွေကပြင်ဆင်တိစောက်ပေးရမယ်လို့စစ်ကောင်စီကတရားဝင်ကြေညာပါတယ်။မနေ့ကနေပြည်တော်မှာပြုလုပ်တဲ့အဆောင်များပြန်လည်ပြုပြင်အသုံးပြုရေးနဲ့အသစ်တိစောက်ရေးကြီးကြပ်မှုကော်မတီရဲ့ပထမချိန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာကော်မတီဥက္ကဋ္ဌကာကွယ်ဝင်ကြီးဗိုလ်ချုပ်ကြီးမောင်မောင်ကြီးကအဲ့ဒီလိုထုတ်ပေါ်ပြောဆိုလာခြင်းများဖြစ်ကြောင်းစစ်ကောင်စီရဲ့ဝါဒဖြန့်သတင်းစာတွေမှာဖော်ပြထားပါတယ်။နေပြည်တော်မှာမလ28ရက်နေ့လောက်ခတ်ခဲ့တဲ့စကိုင်းကလင်ကြီးကြောင့်အစိုးရဝင်ကြီးဌာနအဆောင်များပြိုကျပျက်စီးခဲ့ရမှာနီလန်း3သွယ်နဲ့ပြင်ဆင်တိစောက်သွားမှာဖြစ်ကြောင်း၎င်းတို့အနက်ရုံးဌာနအဆောင်များကိုပြင်ဆင်ဖို့မူလတိစောက်ခဲ့တဲ့ကုမ္ပဏီများကိုတာဝန်ပေးဆောင်ရွက်ခြင်းဖြစ်ကြောင်းကာကွယ်ဝင်ကြီးဗိုလ်ချုပ်ကြီးမောင်မောင်ကြီးကဆိုပါတယ်။စကိုင်းကလင်ကြောင့်နေပြည်တော်မှာပြိုကျပျက်စီးခဲ့တဲ့အဆောင်များစွာနဲ့မှာသမရအိမ်တော်မှာအေဒင်ဆောက်လုပ်ရေးလုပ်ငန်းပိုင်ရှင်ဦးချစ်ခိုင်ကတာဝန်ယူတည်ဆောက်ခဲ့တာဖြစ်ပြီးဒုတိယသမရနေအိမ်များနဲ့လွတ်တော်ဥက္ကဋ္ဌနေအိမ်များမှာဒုကုမ္ပဏီပိုင်ရှင်ဦးတီစာကတာဝန်ယူတည်ဆောက်ခဲ့တာဖြစ်ပါတယ်။နေပြည်တော်ရှိငလင်ကြောင့်ပြိုကျပျက်စီးသွားတဲ့ဝနာသိတ်တီအာကစားရုံမှာ Mass မြန်မာပိုင်ရှင်ဦးစောစောကတာဝန်ယူတည်ဆောက်ခဲ့တာဖြစ်ပါတယ်။နေပြည်တော်လွတ်တော်အဆောင်ကတော့ AC ကုမ္ပဏီပိုင်ရှင်ဦးတင်ဆန်းကတိစောက်ခဲ့တာဖြစ်ပြီးဦးတင်ဆန်းကစစ်ကောင်စီကိုဆက်သွယ်တော့ခြင်းမရှိဘဲတင်းရှောင်သွားကြောင်းသိရပါတယ်။ဗိုလ်ချုပ်ကြီးအောင်ရွှေမန်းရဲ့သားတိုးနိုင်မန်းအောင်သက်မန်းနေပြည်တော်ကောင်စီဝင်ဗိုလ်မှူးကြီးဟောင်းသိန်းညွန့်ရဲ့သားကုမ္ပဏီများမွေးရည်ဝန်ကြီးဟောင်းမောင်မောင်သိန်းရဲ့သားကုမ္ပဏီများပါဝင်နေပြည်တော်ဆောင်ရည်လုတ်ကန်ခွင့်ရရှိခဲ့တဲ့စစ်ဗိုလ်ချုပ်ဟောင်းတွေရဲ့မိသားစုဝင်တွေနဲ့အတိုင်းဝိုင်းတွေမှာလည်းတင်းရှောင်ကုန်ကြပြီးတချို့သားစစ်ကောင်စီကိုပြန်လည်ဆက်သွယ်တော့ကြောင်းသိရပါတယ်။ငလင်ကြောင့်လေစိတ်ဆက်သွယ်ရေးတာဝါတိုင်းပြိုကျပြီးနေပြီးတော့လေစိတ်အခမ်းမပြိုကျမှုအတွက်အဓိကတာဝန်ရှိသူမှာအေရှားဝတ်ကုမ္ပဏီပိုင်ရှင်ဦးထုံးမြင့်နိုင်ဖြစ်ပြီး A1 ဆောက်လုပ်ရေးကုမ္ပဏီဦးဝိုင်ထုံးပိုင်ဆိုင်တဲ့ရွှေတောင်ဆောက်လုပ်ရေးကုမ္ပဏီနဲ့ဦးစော်ဝင်းရှင်ပိုင်ဆိုင်တဲ့အေယာဟင်းတာကုမ္ပဏီတို့မှလည်း၎င်းတို့တည်ဆောက်ခဲ့တဲ့ဝန်ကြီးဌာနရုံများနဲ့စစ်ရုံးအဆောင်များမှာပြင်ဆင်တည်ဆောက်မှာဖြစ်ကြောင်းသိရပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့အိမ်ပြန်ဖို့အလံဝင်းနေတဲ့စစ်တွေကစစ်ဆောင်များဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ဟင်းသီးဟင်းရွက်တွေနဲ့အခြေခံစားကုန်တချို့တွန်းလဲပေါ်တင်ပြီးရွာထဲလှက်ပတ်ဈေးရောက်နေသူကတော့အသက်26နှစ်အရွယ်မတ်စင်နွယ်ဦးပါသူကတော့စစ်တွေမျိုးနဲ့မောင်နီပြင်ချင်းရွာကပါသူရဲ့ရီမန်ချက်ကဝါသနာပါတဲ့ဆက်ချုပ်အလုံးနဲ့အသက်မွေးဝမ်းကြောင်းပြုဖို့ပါဒါပေမဲ့ဒေသတွေမှာဖြစ်ပွားလာတဲ့စစ်ပွဲတွေကသူ့ကိုဈေးသက်တယောက်ဖြစ်အောင်တွန်းပို့ခဲ့ပါတယ်အခုဆိုရင်မတ်စင်နွယ်ဦးတို့သားမိနှစ်ယောက်ကဘူးတီတောင်မျိုးနဲ့ကကျေးရွာတရွာကိုထွက်ပြေးတိမ်းရှောင်လာတာအချိန်တစ်နှစ်ကျော်ရှိခဲ့ပါပြီ2024 3လပိုင်းစံကလေးကနေထိုင်ရတာတွေကကြက်တဲလာတဲ့ပုံတန်လက်နက်တန်တွေအများကြီးကြရတယ်ထွက်ပြေးလာတော့ကလည်းအရန်ခက်ခဲကြက်တဲနဲ့ပြေးလာတာဒီလိုရောက်စားတော့ကဘာလို့စားမှမသိသေးဘူးအခုတော့ဈေးရောင်းလို့စားပါတယ်အရင်တုန်းကတော့ဒီလိုမလုပ်ဘူးပါဘူးစစ်ပေးရှောင်ပြီးမှလုပ်ဘူးတာပါစစ်တွေမှာနေထိုင်ခဲ့စဉ်ကသူရဲ့မိခင်ကစစ်တွေမျိုးမဈေးမှာဟင်းသီးဟင်းရွက်တွေရောင်းတဲ့ဈေးတဲ့တယောက်ပါ2024ခုနှစ်ဖေဖော်ဝါရီလ29ရက်နေ့စစ်တွေမျိုးမဈေးရဲ့ကိုလက်နက်ကြီးကြလို့လူအများပြားသေဆုံးဒဏ်ရာရခဲ့ပြီးတဲ့နောက်ဈေးရောင်းတဲ့အလုပ်ကိုရပ်နာခဲ့ပါတယ်အဲ့ဒီနောက်မြို့အနီးနားမှာတဖြည်းဖြည်းပိုဆိုးလာတဲ့စစ်ရေးအခြေအနေကြောင့်တာမီနီယောင်စစ်တွေကနေထွက်ပြေးဖို့ဆုံးဖြတ်ခဲ့တာလည်းဖြစ်ပါတယ်။သူဝါသနာပါတဲ့ဆက်ချုပ်ပညာကိုသင်ယူနေတဲ့အချိန်မှာနေရဲစွန့်ခွာထွက်ပြေးလာတဲ့အတွက်ပိုပြီးခံစားရတယ်လို့မတ်စင်တွေကပြောပါတယ်။အခုဘယ်လိုတက်လန်းလို့ရမလဲဆိုတာစဉ်းစားလို့ကိုမရဘူးအဆက်အသွယ်တွေကလည်းအားလုံးပြတ်လို့ဘာလို့ဘာကိုင်ရမလဲမသိဝါသနာကတော့ဆက်ချုပ်တာဝါသနာပါတယ်အဲ့ဒီလိုတော့မဖြတ်တန်းခြင်းဘူးဈေးရောင်းရတာပိုပြီးတော့ခက်ခဲတယ်ရွာပတ်လို့ရောင်းရတော့ဆိုရင်အရန်ပင်ပန်းနေအဲ့ဒီအချိန်အရန်မုန်းဖို့ကောင်းတဲ့အချိန်ပေါ့အရန်ခံစားရတယ်လို့ပြောပါတယ်။အလောက်ခိုင်ခွင်လန်းနေပါတဲ့ကျေးလက်ဒေသမှာစစ်ပေးဒုက္ခတွေဖြစ်နေဖြတ်တန်းနေတာအချိန်ကြာလာတာလေသူသမီးရဲ့နာခံရေးအတွက်ရတက်မအေးဖြစ်ရလိမ့်မယ်လို့အသက်54နှစ်အရွယ်မက်ဆင်နွယ်ဦးရဲ့မိခင်ဒေါ်မစိန်ဖြူကပြောပါတယ်စစ်တွေမှာဆိုရင်ကိုမဟင်းဝယ်ပြီးသွားရောက်ရင်လည်းအဆင်ပြေတယ်လက်လုံလက်စားဆိုပေမဲ့အခုသွားရောက်ရင်အခုအမျက်ကိုလည်းမြင်ရတယ်အရင်ကိုလည်းမြင်ရတယ်ဒီမှာတစ်ချက်နှစ်ချက်ရှိရင်တစ်ချက်နှစ်ချက်ရင်းနှီးလို့ရသေးတယ်ဘလောက်အမျက်ထွက်တယ်ဆိုတာကလည်းမသိရကိုမကပိုက်သေးဖြစ်ဖို့ကလိုနေပြီးရှေ့ကိုဆက်လို့မနေချင်တော့ဘူးတဲအိမ်ချင်းချင်းလေးထဲမှာခိုလုံရေးထမင်းနှက်မှောင်ခက်ခက်ခက်ခဲရုံးကန်နေရတဲ့မက်စင်တွေဦးတို့သားမိနှစ်ယောက်ရဲ့အဖြစ်ချင်းဆောင်ဆန္ဒကတော့တိုက်ပွဲတွေအမြန်ပြီးဆုံးပြီးကိုယ့်အိမ်ကိုပြန်နိုင်ဖို့ပဲဖြစ်တယ်လို့မက်စင်တွေဦးကပြောပါတယ်ဈေးဆိုရင်လည်းအလောက်နေပူနဲ့မိုးရင်းမှာလည်းမိုးကြီးလေကြီးလိုင်းကြီးလေသွားရတယ်မသွားရင်လည်းကို့မှာရှောင်းစားနေရတဲ့အတွက်အဆင်မပြေပါဘူးဒီလိုခက်ခဲတဲ့အချိန်တွေကိုမလိုချင်တော့ပါဘူးဆိုတော့တိုင်းပြည်
အောင်နိုင်သွားရင်ကောင်းမယ်လို့ပဲတွေးမိရဲ့တိုင်းပြည်ကိုရသွားလို့ကိုအိမ်မှာကိုနေရင်ကိုအလုပ်ကလေးနဲ့ကိုရှိမှာပေါ့ကိုအိမ်ကဒီထက်နည်းနည်းတော့ကြီးပါတယ်ဒီမှာကနေရတာတအားခက်ခဲပင်ပန်းနေဒါကြောင့်နေတိုင်းဆိုသလိုညီးတွားမိပါတယ်ရခိုင်ပြည်နယ်စက်ကုံမြို့နယ်နဲ့14မြို့နယ်ကိုသိမ်းပိုက်ထိန်းချုပ်ထားတဲ့အာရခတပ်တော်ရင်ကနောက်ဆုံးကြန့်ရှိနေတဲ့မြို့နယ်3ခုတွေကစစ်တွေနဲ့ကြားဖြူမြို့နယ်တွေမှာအင်အားတွေဖြည့်နေပြီးနေရာယူတာကြောင့်တိုက်ပွဲတွေရှိနေတာပါဒီအတွက်မက်စင်နွယ်ဦးတို့လိုမြို့နယ်အတွင်းကြီးရွာတွေကတောင်းနေချီတဲ့ဒေသခံတွေကလည်းဒီကနေ့ဒီပေးလို့ရကိုထွက်ပြေးတိမ်းရှောင်နေကြဆဲဖြစ်တယ်လို့ဖော်ပြထားပါတယ်။ဆက်လက်ပြီးစေအုပ်စုပုံကျဲတပ်ဖြတ်နေမှုတွေချက်ချင်းရပ်တန့်အောင်နိုင်ငံတကာအစိုးရများမဖြစ်မနေလှုံ့ဆော်ဖို့ GFN ကတောင်းဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။စေအုပ်စုရဲ့ပုံကျဲတပ်ဖြတ်မှုတွေချက်ချင်းရပ်တန့်အောင်နိုင်ငံတကာအစိုးရများအနေနဲ့မဖြစ်မနေလှုံ့ဆော်ဖို့ Justice for Myanmar ကတောင်းဆိုလိုက်ပါတယ်။စစ်ကောင်စီတပ်ကဖျက်အားပြင်းကလင်ကြောင်းအတိဒုက္ခရောက်နေကြတဲ့ပြည်သူတွေကိုဆက်လက်ပုံကျဲတိုက်ခိုက်တပ်ဖြတ်နေဆဲဖြစ်ပြီးစေအုပ်စုရဲ့အကြမ်းဖက်တိုက်ခိုက်မှုတွေရပ်တန့်ဖို့နဲ့အပြစ်မဲ့ပြည်သူအသက်များကိုကယ်တင်နိုင်ဖို့အတွက်ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှုတွေအရေးတကြီးလိုအပ်နေပြီဖြစ်ကြောင်း Justice for Myanmar ကဆိုပါတယ်။ပထဝီမြေကြီးကတုံခါနေပြီးကောင်းကင်ကဘုံမိုးတွေရွာချနေရလို့ Justice for Myanmar ကဆိုပါတယ်။ငလင်ဘေးအတွက်အရေးပေါ်ကူညီကယ်ဆယ်ရေးလှုပ်ဆောင်မယ့်အစားမြန်မာပြည်သူတို့ကစေအုပ်စုရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့လက်နက်ကြီးနဲ့ပစ်ခတ်မှုတို့ခံနေရကြောင်းလည်းဆိုပါတယ်။မလ28ရက်ကလှုပ်ခတ်ခဲ့တဲ့ငလင်ကြောင့်ကယ်ဆယ်ရေးနဲ့ပြည်내ထူထောင်ရေးလုပ်ငန်းများအရှိန်မြင့်ဆောင်ရွက်နိုင်ဖို့နဲ့တည်ငြိမ်အေးချမ်းမှုကိုရှေ့ရှုက AP 2ရက်မှ22ရက်နေ့ထိနိုင်ငံတော်ဝန်ယာယီပြစ်ခတ်ရက်စဲကြောင်းစစ်ကောင်စီကပထမကြိမ်ထုတ်ပြန်ပြီးတဲ့နောက် AP 23ရက်မှ30ရက်ထိထပ်မံတက်တန်းတိုးကြောင်းကြီးညာခဲ့တော့လေအဲ့ဒီအပြည့်ရဲ့ကာလတစ်လျှောက်လေကြောင်းနဲ့လက်နက်ကြီးနဲ့ပြစ်ခတ်မှုတို့ကျူးလွန်လျက်ရှိပါတယ်။ဘလောက်ထိအောင်ကျူးလွန်နေတယ်လဲဆိုရင်တော့ငလင်ထိထားတဲ့ဒေသတွေမှာတော့မချမ်းပဲစစ်တပ်ကတိုက်ခိုက်နေတာအားလုံးမြင်ပါပဲဒါကိုနိုင်ငံတကာကမြင်နေဒါပေမဲ့ရင်ကုန်နှုတ်ပိတ်မတိကြအောင်စောင့်နေကြတယ်လို့မုံရွာခြေဆိုင်နိုင်ငံရေးတက်ကြွလှုပ်ရှားသူတအုပ်ကသတင်းဌာနကိုပြောပါတယ်။စကိုင်းငလင်ကြီးလောက်ခတ်ခဲ့တဲ့မလ28ရက်မှာ AP လ29ရက်ထိစစ်ကောင်စီတပ်ရဲ့လီကြောင်းနဲ့လက်နက်ကြီးနဲ့တိုက်ခိုက်မှုစုစုပေါင်း403ကြိမ်ရှိပြီးအဲဒီတိုက်ခိုက်မှုကြောင့်အပြစ်မဲ့ပြည်သူနဲ့တော်လိုင်းတပ်ဖွဲ့ဝင်309ဦးထပ်မံတေဆုံးခဲ့ကဒဏ်ရာရသူ636ဦးရှိကြောင်းသတင်းဌာနရဲ့စစ်တမ်းတွေကဆိုပါတယ်စစ်ကောင်စီကအပြစ်ခတ်ရစဲကြောင်းတရားဝင်ကြီးညာပြီးတဲ့နောက်ဘုံကျဲခြင်းတိုင်းကျဲနေခြင်းကနိုင်ငံတကာအတိုင်းအဝန်ကိုလည်းစော်ကားခြင်းဖြစ်ပြီးနိုင်ငံတကာကလည်းအဲဒီလိုစော်ကားခြင်းခံရတဲ့ပေါ်မတိကျအောင်ဆောင်နေကြောင်း၎င်းကဆိုပါတယ်တရုတ်ဆိုရင်နိုင်ငံကြီးတနိုင်ငံရဲ့သိက္ခာကင်းမဲ့စွာနဲ့စစ်ကောင်စီဘက်ကနေပြောင်းရက်တီပြနေတယ်။စစ်ကောင်စီရဲ့အကြမ်းဖက်မှုကိုနိုင်ငံတကာရဲ့စုစည်းအင်အားနဲ့သာဖျက်ပစ်နိုင်မယ်လို့၎င်းကဆက်လက်ပြောပါတယ်။နိုင်ငံရေးစောင့်မရှင်ဆရာနောင်ဘိုကတော့ဖွဲ့စည်းတည်တည်ရဲ့အပြည့်ရဲ့ကြီးညာချက်တွေကကြီးညာချက်သက်သက်လို့ဖြစ်နေကြောင်းလည်းဆိုပါတယ်။စစ်တပ်ကလည်းလေကြောင်းရောမြေပြင်ရောတိုက်ခိုက်မှုတွေရှိနေတာပဲ NUG PDF တွေရော ERO တွေရောကလည်းတိုက်ခိုက်မှုတွေဆက်လုပ်နေတာပဲလေ။အဲဒီတော့ဟန်ပြကြီးညာတာပဲလို့မြင်ပါတယ်။တကယ်အပြည့်ရဲ့လို့တဲ့ဆန္ဒတော့မရှိသေးပါဘူးလို့ဆရာနောင်ဘိုကပြောပါတယ်။ငလင်ဘေးတင်ဒေသတွေမှာတော့စစ်ကောင်စီတပ်ရဲ့အပြင်းထန်လေးကြောင်းတိုက်ခိုက်နေမှုတွေပေါ်အာဆီယံအနေနဲ့ပွင့်ပွင့်လင်းလင်းထုတ်ဖော်ဝေဖန်သင့်ပြီလို့ရန်ကုန်ခြေဆိုင်နိုင်ငံရေးအကျဉ်းသားဟောင်းတအုပ်ကဆိုပါတယ်မလေးရှားဝန်ကြီးချုပ်ကမင်းအောင်လှိုင်နဲ့ဘန်ကောက်မှာတွေ့တော့အပြစ်ခတ်ရက်မှာငလင်ပေးထိထိရောက်ရောက်အကူအညီပေးနိုင်မယ်ဆိုပြီးပြောခဲ့တယ်။မင်းအောင်လှိုင်ကအပြစ်မရဘူးအဖက်မလုပ်ဘူးဆိုတဲ့သဘောပဲလို့၎င်းကပြောပါတယ်။ AB 19ရက်မှာထိုင်းဝန်ကြီးချုပ်ဟောင်းတက်ဆင်ရှင်နာဝက်ရဲ့အစီအစဉ်အရလက်ရှိအာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်အန်နဝါအီဘရာဟင်နဲ့မင်းအောင်လှိုင်တို့ဘန်ကောက်မြို့မှာတွေ့ဆုံခဲ့ကြတယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်။